တနေ့ကတော့မွေးရှိမှာလုပ်ငန်းလေးလာတဲ့အမတယောက်ကမေးတာလေးရှိတယ်။သူကဒီစီးပွားရေးလုပ်ငန်းကိုတော့လုပ်ချင်တယ်ကွန်ပျူတာမကျွမ်းကျင်တဲ့အတွက်ကြောင့်မလို့လုပ်လို့ရပါမလားပေါ့နော်။မွေးရောသူ့ကိုဘယ်လောက်ထိကူညီပေးနိုင်လဲသူ့ကိုဘယ်လောက်ထိကူညီပေးမှလဲဆိုတာမျိုးကိုမေးပါတယ်။ဒီလိုမေးခွန်းမျိုးကိုတခြားအရင်မိတ်ဆွေတွေလည်းမေးခဲ့ပူတာရှိတယ်။အခုလုပ်ငန်းလေးလာနေတဲ့သူတွေစိတ်ဝင်စားတဲ့သူတွေမှလည်းဒီမေးခွန်းကိုသိချင်တဲ့သူတွေလည်းရှိမယ်လို့ထင်တဲ့အတွက်ကြောင့်မလို့မွေးကဗီဒီယိုလေးနဲ့ပြန်ပြီးတော့မျှဝေပေးတာပါ။ဒီလုပ်ငန်းမှာကွန်ပျူတာသုံးရတယ်အများကြီးတော့မဟုတ်ဘူးလုပ်ငန်းရဲ့တချို့ process ဖုန်းနဲ့လုပ်လို့မရတဲ့အရာလေးတွေကွန်ပျူတာနဲ့ပဲလုပ်လို့ရမယ့် process ကလေးတွေကိုကွန်ပျူတာသုံးဖို့လိုပါတယ်ကွန်ပျူတာကကျွမ်းကျင်ဖို့မလိုပါဘူးအခြေခံလောက်သိတယ်ဆိုရင်တော့အဆင်ပြေပါတယ်မွေးရဲ့ business partner တွေထဲမှာရောဒီလုပ်ငန်းလုပ်နေတဲ့တခြား business owner တွေထဲမှာရောဒီလုပ်ငန်းလုပ်တော့မှကွန်ပျူတာကိုစကင်ဘူးသုံးဘူးတဲ့သူတွေလည်းရှိပါတယ်သူတို့အနေနဲ့ဆိုလို့ရှိရင်လည်းဒီ YouTube တို့ Google တို့မှာကွန်ပျူတာအခြေခံသုံးနည်းကွန်ပျူတာနဲ့ပတ်သက်တဲ့ဒီ browser တွေကိုဘယ်လိုဖွင့်ရမလဲ Google search ဘယ်လိုလုပ်ရမလဲဒါလေးတွေကိုရှာပြီးတော့လေ့လာမယ်ဆိုရင်တော့အချိန်တိုတွင်းလေ့လာလို့ရတာဖြစ်တယ်တကယ်လက်တွေ့သုံးတဲ့အခါမှာလည်းအရန်ကြီးမခတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့မွေးတို့မှာဒီကွန်ပျူတာနဲ့လုပ်ရမယ့် process ကလေးတွေဆိုရင်လည်း training မှာအပြည့်အစုံဒီ video based training နဲ့သင်ပေးထားတာဖြစ်တဲ့အတွက်ကိုကနားမလည်မချင်းဒီ video လေးကိုကြည့်လိုက်ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ live လုပ်လိုက်တစ်ဆင့်ပြီးတစ်ဆင့်လုပ်ငန်း process ကလေးတွေကိုလုပ်လို့ပြီးသွားမှာဖြစ်ပါတယ်ကျွမ်းကျင်ဖို့တော့မလိုပါဘူးเนาะဒါကတော့ပထမမေးခွန်းပါနောက်ထပ်မေးခွန်းမွေးရဘယ်လောက်ထိကူညီမှလဲဘယ်လိုမျိုးကူညီပေးမှလဲပေါ့နော်မွေးရဲ့လုပ်ငန်းမှာကိုတိုင်းဒီလုပ်ငန်း training တွေကိုလည်းလေ့လာခဲ့တယ်မွေးသုံးနေတဲ့ social media နဲ့ပတ်သက်ပြီးတော့လည်းအဆင်ပြေအောင်လို့မွေးတည်တည်ချာချာလေ့လာပြီးတော့မွေးကိုယ်တိုင်လည်းလက်တွေ့လုပ်နေတာဖြစ်တဲ့အတွက်မွေးနဲ့ချိတ်ဆက်လာတဲ့ business partner တိုင်းကိုလုပ်ငန်းလေးလာတဲ့ process မှာရောလုပ်ငန်းစတင်တဲ့အခါမှာရောလုပ်ငန်းဆက်တဲ့ချတဲ့အခါမှာရောတည်တည်ချာချာလေးမန်ထော်ကောင်းတယောက်အနေနဲ့ကူညီပေးတာဖြစ်ပါတယ်လုပ်ငန်းဆက်တဲ့ချပြီးတဲ့နောက်ပိုင်းမှာ daily လောက်ကမှာတွေ weekly လောက်ကမှာတွေ monthly လောက်ကမှာတွေပြောပြပေးတယ်ဘယ်လိုလေးလာရမလဲဘာတွေလောက်ကမလဲဆိုတာကိုရှင်းပြပေးပါတယ်လက်တွေ့ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ကိုယ့်လုပ်ငန်းကနေဝင်ငွေတွေရဖို့အတွက်ကကြတော့လုပ်တဲ့တဦးတယောက်ချင်းစီပေါ်မှာပဲမူတည်တာဖြစ်ပါတယ်ကိုဘလောက်စ조사ပြီးလုပ်မလဲဘလောက်အချိန်ပေးမလဲကိုဘလောက်လေ့လာမလဲဆိုတာကိုမူတည်ပြီးတော့မှအောင်မြင်မှုရတယ်မရဘူးဆိုတာကဖြစ်လာမှာပေါ့နော်နောက်ပိုင်းလေပတ်တဲ့ဥစ္စာတွေအပိုင်းမှာလည်းလိုဝင်လိုတလုံးအကြံပေးတာကူညီတာပြောပြပေးတာတွေရှိတယ်တခါတလေငွေကိုယ်တိုင်ပါပြီးတော့လုပ်ပေးရမယ်ဆိုရင်လည်းအတူတူသွားပြီးလုပ်ပေးတာမျိုးတွေလည်းရှိပါတယ်လူကိုယ်တိုင်သွားတာတော့မဟုတ်ဘူးပေါ့နော် online ကနေ Zoom နဲ့ချိန်ပြီးတော့လုပ်ပေးတဲ့ပုံစံမျိုးလေးတွေလည်းလုပ်ပေးပါတယ်ဒီနေရာမှာမွေးကပွင့်ပွင့်လင်းလင်းအကြံပေးချင်တာကတော့ဘယ် mentor ဘယ် coach ပဲဖြစ်ဖြစ်ကိုယ်ကိုဘလောက်ပဲကူညီပေးနေပါစေအောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ကြော်ဖြတ်တာမျိုးမရှိဘူးဆိုရင်တော့မြင်မှုရဖို့ဆိုတာကတော့ခက်ပါတယ်တကယ်အောင်မြင်ခြင်းနဲ့စိတ်ကိုယ့်ရဲ့လုပ်ငန်းကိုကိုယ်တကယ်လုပ်ချင်တဲ့စိတ်စူးစမ်းခြင်းနဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်တော့ကျိန်းတည်ပါတယ်မွေးတို့ရှိမှာအကူအညီထောက်ပံ့ပေးတာကမွေးကိုယ်တိုင်လည်း mentor ကောင်းတယောက်အနေနဲ့ကူညီပေးတယ်မွေးတို့ရဲ့ coach လည်းရှိတယ်ပြီးတော့လုပ်ငန်း community ဘက်ကဆိုလည်းစာတပိုးတီးပေးတာအရန်ကောင်းတယ်အပတ်စဉ် mastermind တွေရှိတယ်ဘာလို့ရမလဲ process အသေးစိတ်သင်ပေးတဲ့ training တွေလည်းရှိတယ်အတွေ့အကြုံမရှိလို့မလုပ်ရဲတာလို့မလုပ်တတ်မှာကိုကြောက်လို့မလုပ်ရဲတာလို့အဲ့လိုမျိုးဖြစ်တဲ့မိတ်ဆွေတွေဆိုရင်တော့မစိုးရိမ်ပါနဲ့လို့အားပေးချင်ပါတယ်မွေးကိုယ်တိုင်လည်းဒီလုပ်ငန်းစခဲ့တော့ဘာမှသိတဲ့သူမဟုတ်ဘူးဘာအတွေ့အကြုံမှလည်းမရှိဘူး online စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဘာမှလည်း knowledge မရှိပါဘူးဒီလုပ်ငန်းမှာသင်ပေးတာတွေကိုတည်တည်ချာချာလေ့လာခဲ့တယ်လက်တွေ့လုပ်ရင်းနဲ့မှမွေးအတွေ့အကြုံကနေတစင်ပိုကောင်းအောင်လို့လုပ်ခဲ့တယ်မွေးရဲ့ mentor တွေ coach တွေရှိရနေပြီးတော့လည်းနီလန်းတွေအကူအညီတွေယူခဲ့တယ်ဒီလိုမျိုးလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့မွေးဒီလုပ်ငန်းကိုအဆင်ပြေပြေနဲ့လုပ်နိုင်တယ်လုပ်ငန်းမှာလည်းအောင်မြင်မှုတွေရခဲ့တယ်ငွေကြေးလည်းအတိုင်းအတာတစ်ခုထိမွေးဒီလုပ်ငန်းကနေပြီးတော့ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်အမတွေညီမတွေအကိုတွေအားလုံးပဲလေ့လာပြီးတော့မှစတင်ကြည့်ပါလက်တွေ့လုပ်တဲ့အခါမှာတဆင့်ချင်းစီလှုပ်သွားရင်းနဲ့အဆင်ပြေသွားပါလိမ့်မယ်လို့မွေးရဲ့အတွေ့အကြုံပြောပြချင်ပါတယ်ကျေးဇူးပါ